Mad Football မှာကြိုဆိုပါတယ်ကျွန်တော်က Mad Football ပါဒီ channel ကို like နဲ့ subscribe လုပ်ပေးကြပါအောင်လို့အားလုံးကိုဖိတ်ခေါ်ပါတယ်အကယ်၍အဆင်သင့်ဖြစ်ပြီဆိုရင်တော့တွားကြရအောင်ဒီအပြောင်းအရွှေ့ကိုနာမည်ကြီးဘောလုံးသတင်းထောက်တွေဖြစ်တဲ့ David Ornstein နဲ့ Fabrizio Romano တို့ကအတည်ပြုခဲ့တာပါဂျာအိုပီဒရိုချယ်ဆီကိုရောက်လာတဲ့ဇလန်ကမြန်ဆန်ပြီးပြတ်သားလွန်းပါတယ်ချယ်ဆီက Brighton နဲ့သဘောတူညီမှုရခဲ့ပြီးအခြေခံပြောင်းရွှေ့ကြေးပေါင်55တန်းအဖို့စုကြေး5တန်းနဲ့ခေါ်ယူခဲ့တာပါသူ့ကိုခုနှစ်အထိစာချုပ်ရှည်ချုပ်လိုက်တယ်ဒါကဘလူးကိုပိုင်ရှင်တွေရဲ့ထုံးစံလိုဖြစ်နေပါပြီဒီအပြောင်းရွှေ့ဖြစ်သွားအောင်အဓိကကျတဲ့အချက်ကပီဒရိုကိုတိုင်ကချက်ဆီကိုပဲပြောင်းချင်နေတာပါနျူကာဆယ်လိုတခြားစိတ်ဝင်စားတဲ့အသင်းတွေကိုသူကချက်ဆီကိုပဲသွားမှာပါလို့ပြက်ပြက်သားသားပြောခဲ့တယ်ဒါကြောင့်ချက်ဆီအတွက်အပြောင်းအရွှေ့ဈေးကွက်မှာဈေးအပြိုင်ဆွဲခံရမယ့်အန်ဒီယန်ကနေကင်းဝေးသွားပြီးအေးအေးဆေးဆေးနဲ့အပြောင်းအရွှေ့ကိုအဆုံးသတ်နိုင်ခဲ့တယ်ကစားသမားတစ်ယောက်ကကိုယ့်အသင်းကိုဒီလောက်ပြောင်းချင်နေတာဟာငွေနဲ့တိုင်တာလို့မရတဲ့အားသာချက်တစ်ခုပါပဲသူ့ရဲ့ဆေးစစ်ချက်ကိုအမေရိကမှာလုပ်ခဲ့ရတဲ့အထိအလင်းအမြန်ဆောင်ရွက်ခဲ့တာကလည်းချက်ဆီရဲ့ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲနိုင်စွမ်းကိုပြနေပါတယ်ချက်ဆီကသူ့ကိုဘာလို့ဒီလောက်ပေးပြီးခေါ်ခဲ့တာလဲသူ့ရဲ့ကစားသမားဘဝကိုကြည့်ရင်ဘရာဇီးကနေအင်္ဂလန်က Watford ကိုငယ်ငယ်ရွယ်ရွယ်နဲ့ရောက်လာပြီး Brighton မှာနာမည်ကြီးလာခဲ့တယ်အင်္ဂလန်ဘောလုံးလောကနဲ့ယဉ်နီးပြီးသားပါဒါပေမဲ့သူ့ရဲ့အရေးအကြီးဆုံးတန်ဖိုးက homegrown ကစားသမားဖြစ်နေတာပါပဲ Premier League စီးမြင့်အရာအသက်21နှစ်မပြည့်ခင်အင်္ဂလန်အသင်းတစ်သင်းမှာ3နှစ်ကြာကစားခဲ့ရင် homegrown ကစားသမားအဖြစ်သတ်မှတ်ခံရပါတယ်ပီဒရိုက Watford မှာအသက်18ကနေ21အထိရှိခဲ့လို့ဒီစီးမြင့်နဲ့ကိုက်ညီသွားတယ်အသင်းတစ်သင်းမှာ homegrown မဟုတ်တဲ့နိုင်ငံခြားသားကစားသမား18ယောက်ပဲမှတ်ပုံတင်ခွင့်ရှိတဲ့အတွက် Chelsea လိုနိုင်ငံခြားလူငယ်ကစားသမားတွေအများကြီးစုထားတဲ့အသင်းအတွက် homegrown အရေးသွင်းမြင့်ကစားသမားတစ်ယောက်ရလိုက်တာဟာအနာဂတ်အတွက်အသင်းလူစားရင်ဖွဲ့ရမှာအလွန်အရေးပါတဲ့နေရာတစ်ခုကိုဝယ်လိုက်တယ်လို့ပါပဲဒါကြောင့်ပေါင်တန်း60ဆိုတာတိုက်စစ်မှုတစ်ယောက်အတွက်တော့အသင်းရဖွဲ့စည်းပုံဆိုင်ရာပြဿနာတစ်ခုကိုဖြေရှင်းဖို့အတွက်ပါပေးလိုက်ရတဲ့တန်ဖိုးခေပါတယ်နီးပြတဲ့အန်ဇိုမာရီစကာရဲ့ကစားကွက်ကရှုပ်ထွေးပြီးကစားသမားတွေစီကနားလည်မှုအများကြီးတောင်းဆိုပါတယ်သူက 4-3-3 ကစားကွက်ကိုဘောလုံးပိုင်ဆိုင်မှုရချိန်မှာ 3-2-5 ပုံစံပြောင်းပြီးကစားတတ်တယ်ဒီလိုကစားကွက်မျိုးမှာနေရာစုံကစားနိုင်တဲ့ညံကောင်းတဲ့ကစားသမားတွေလိုအပ်ပါတယ်ဂျာအိုပီဒရိုကတိုက်စစ်မှုတိုက်စစ်နောက်ချန်ကစားသမားနံပါတ်10ဘဲတောင်ပန်စတဲ့နေရာစုံမှာကစားနိုင်တဲ့အတွက်မာရီစကာရဲ့ကစားကွက်အတွက်ပန့်ကိုက်ထက်နေပါတယ်သူရောက်လာတာဟာနီးပြရဲ့အသွေးအခေါ်တွေကိုအကောင်အထည်ဖြောပေးမဲ့တော့ချက်အခုကိုဝယ်လိုက်တာနဲ့တူပါတယ်ဒါပေမဲ့စွန့်စားရတဲ့အပိုင်းလည်းရှိပါတယ်ပြောင်းရွှေ့ခြင်းကြည့်တော့ဖိအားများမယ် Brighton မှာတော့ကစီကံပိုင်းဆိုင်ရာပြဿနာလေးတွေရှိခဲ့ဘူးတယ်Chelsea ကပေါင်သက်ဘီလီယံကျော်တုံးထားပြီးဘန်ဒါရေးစီနီယံ PSR ကိုဘလို့မညှိအောင်ရှောင်နေလဲဆိုတာလူတိုင်းသိချင်တဲ့မေးခွန်းပါအဖြေကတော့သူတို့ရဲ့စာချုပ်ရှည်ချုပ်တဲ့နီးပြထားပါမယ်ကစားသမားတစ်ယောက်ကို10နှစ်စာချုပ်နဲ့ခေါ်လိုက်ရင်သူ့ရဲ့ပြောင်းရွှေ့ကြေးကို10နှစ်နဲ့စားပြီးနှစ်စဉ်အသုံးစရိတ်အဖြစ်စရင်သွင်းပါတယ်ဒါကို amortization လို့ခေါ်တယ်ဒီနီလန်ကနှစ်စဉ်စရင်မှာအသုံးစရိတ်ကိုအများကြီးလျော့ကျစေပြီးစီးမြင့်ပေါင်ထဲမှာပဲငွေများများသုံးနိုင်အောင်လမ်းဖွင့်ပေးပါတယ်နောက်တစ်နည်းကတော့အသင်းရဲ့လူငယ်အကယ်ဒမီကထွက်တဲ့ကစားသမားတွေကိုရောင်းတာပါဒီကစားသမားတွေကစရင်မှာတန်ဖိုးမရှိ0 book value ဖြစ်ပြီးရရတဲ့ငွေအားလုံးကအမြင့်တီးတန့်ဖြစ်ပြီးအသုံးစရိတ်တွေကိုပြန်ကာမိစေပါတယ်ဒီလိုနီလန်တွေနဲ့ Chelsea ဟာစီးမြင့်ကိုလိုက်နာရင်ပြိုင်ဘက်တွေထက်အသာစီးရအောင်လှုပ်ဆောင်နေတာပါဒီနေ့ခေတ်ဘောလုံးပရိသတ်တွေကအရင်လိုမဟုတ်တော့ပါဘူး Squawka လို website တွေကြောင့်ကိန်းကနန်း data တွေကိုကင်ပြီးအချင်းချင်းညှင်းခုန်ကြသုံးသပ်ကြပါတယ်ကိုင်ဆေဒိုနဲ့ Nogget ဘယ်သူပိုကောင်းလဲဆိုတဲ့နိုင်ရှင်ချက်ကဒီရဲ့ဥပမာတစ်ခုပါတယ်ဒေတာတွေကိုကြည့်ရင်ကိုင်ဆေဒိုကဘောလုံးလူယူမှု tackles နဲ့အနိုင်ရတဲ့အချစ်အနယ်ရှင်ပြိုင်မှု duels 1တွေမှာထိတ်ဆုံးကပြင်းနေတယ်သူကအားအင်ပြေဝါတဲ့ဖြတ်အားပြင်းကွင်းလဲလူပုံစံပါNogget ကတော့ဘောလုံးလမ်းကြောင်းဖြတ်ယူမှု interceptions နဲ့ဘောလုံးရှင်းထုတ်မှု clearances တွေမှာပိုကောင်းတယ်သူကနေရာယူမှန်မှန်နဲ့ပွဲကိုဖတ်ပြီးကစားတဲ့ပုံစံပါဒီကိန်းကနန်းတွေဘာလို့ကွာနေရတာလဲအဓိကသူတို့ကစားနေတဲ့အသင်းရဲ့ကစားပုံကြောင့်ပါကွင်းဆေတို့က Chelsea ရဲ့ဟာခွက်များတဲ့ကစားပုံမှာနေရာအများကြီးကိုလိုက်ဖုံးနေရလို့ဘောလုံးလိုက်လို့ရတဲ့အချိန်အများများနေတာပါNogget ကတော့ Brentford ရဲ့စနစ်ကျတဲ့ကစားကွက်ခဲမှာအန်ဒီယမဖြစ်ခင်ကြိုတင်တားဆီးရတဲ့တာဝန်ကိုယူထားလို့ပါဒါကြောင့်ကိန်းကနန်းတက်တက်ကိုကြည့်ပြီးဘယ်သူပိုကောင်းတယ်လို့ပြောလို့မရပါဘူး
သူတို့ရဲ့တာဝန်နဲ့ကစားပုံကိုပါထည့်ဆင်းစားဖို့လိုပါတယ်။ဂျာအိုပီတိုကိုခေါ်လိုက်တာဟာဘလူးကိုရဲ့ညံနဲ့တွက်ချက်ပြီးမှလုပ်တဲ့စွန့်စားမှုတစ်ခုပါ။ကစားသမားရဲ့တန်ဖိုး homegrown version ရဲ့အားသာချက်နီးပြရဲ့ကစားခွက်နဲ့အံဝဲမှုငွေချေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုစတာတွေအားလုံးကိုပေါင်းစပ်ပြီးချလိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ဒီနေ့ခေတ်ဘောလုံးလောကမှာအောင်မြင်မှုဆိုတာကွင်းထဲမှာတင်တိုင်းတာလို့မရတော့ပါဘူး။စရင်အင်းစရာတွေဘောကတိုက်ပွဲတွေစီးမြင်စီကန်းတွေကြားကလက်ကွက်တွေကလည်းကွင်းထက်ကပွဲတွေလောက်အရေးပါလာပါပြီ။ဂျာအိုပီဒရိုရဲ့အပြောင်းအရွှေ့ကတော့ဒီလိုရှုပ်ထွေးတဲ့ပြိုင်ပွဲကြီးထဲမှာချက်စီဘက်ကရဲရဲဝံ့ဝံ့လမ်းလိုက်တဲ့ခြေလမ်းတစ်လမ်းပါပဲ။ အာဆင်နယ်အတွက်တော့ Iberichi Eze ကိုခေါ်ယူဖို့စ조사နေတာဟာကစားသမားတစ်ယောက်ကိုအင်အားဖြည့်တင်တာထက်အများကြီးပေါ်ပါတယ်။ ပရီးမီးယားလိဂ်မှာနှစ်ရာသီဆက်တိုက်ဒုတိယနေရာနဲ့ကျေနပ်ခဲ့ရပြီးနောက်မီခဲလ်အာဒီတာနဲ့အသင်းတာဝန်ရှိသူတွေကသူတို့အသင်းမှာဘာလိုအပ်နေလဲဆိုတာကိုကောင်းကောင်းသိနေကြပါပြီ။အယူသွေးတက်မဟုတ်ပဲခန်းစစ်ပိတ်ကစားတဲ့ low block အသင်းတွေနဲ့တွေ့တဲ့အခါတိုက်စစ်လမ်းကြောင်းဖော်ပေးနိုင်မဲ့မော်အစွမ်းတစ်ခုလိုအပ်နေတာပါ။အဲ့ဒီအဖြေကသူတို့ကိုယ်တိုင်အသက်73နှစ်အရွယ်မှာအကယ်ဒမီကနေလက်လွတ်ထဲရတဲ့ကောင်လေးတစ်ယောက်စီမှာရှိနေနိုင်ပါတယ်။လမ်းဘေးဘောလုံးကွင်းတွေကနေမွေးဖွားလာတဲ့ခက်မန်းရခတ်တဲ့ Maverick Style ကစားသမား Eze ဟာပေါင်68တန်းဆိုတဲ့တန်ဖိုးကြီးမားတဲ့ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဟာသူ့ရဲ့ထူးချွန်တဲ့အရေးအသွေးနဲ့စိုးရင်စရာကောင်းတဲ့ဒဏ်ရာရဝင်ကြားကအလောင်းအစားကြီးတစ်ခုဖြစ်တယ်လို့ပြိုင်ဘက်စပါအသင်းနဲ့ကွင်းပီမှာအားပြန်ရတဲ့စစ်ပွဲတစ်ခုလည်းဖြစ်နေပါတယ်။ Eze ရဲ့ဘဝခရီးလမ်းကပန်းခင်းလာမဟုတ်ခဲ့ပါဘူး။အာဆင်နယ်ကနေထွက်ခဲ့ရပြီးနောက်သူဟာ QPR မှာနာမည်တစ်လုံးရအောင်စ조사ခဲ့ပြီး Crystal Palace အသင်းရဲ့ယာယာဖြစ်လာခဲ့ပါတယ်။အထူးသဖြင့်နီးပြ Oliver Glasner ရဲ့ 3-4-2-1 ကစားကွက်အောင်မှာ Eze ဟာကွင်းထဲမှာလွတ်လပ်စွာလှုပ်ရှားခွင့်ရတဲ့နံပါတ်10ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်။သူဟာသူ့ရဲ့ဘောလုံးကျွမ်းကျင်မှုတွေကိုတုံပြီးပြိုင်ဘက်ခံစစ်ကိုဖျက်ဆီးခဲ့တယ်။နောက်ဆုံးမှာတော့ Man City ကိုအနိုင်ဂိုးသွင်းပြီးအသင်းအတွက်သမိုင်းဝင် FA ဖလားကိုတောင်ရယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူရဲ့ခေါင်းတိုင်းမှာအားနည်းချက်ရှိသလို Eze အတွက်တော့အဲ့ဒါကသူ့ရဲ့ခန္ဓာကိုယ်ပါပဲ။2021ခုနှစ်က Achilles jaw Achilles tendon ပြင်းထန်စွာဒဏ်ရာရခဲ့ပြီးနောက်ပိုင်းမှာကျွတ်သားနဲ့ခြေချင်းဝတ်ဒဏ်ရာတွေဆက်တက်ရနေတာဟာအာဆင်နယ်အတွက်ခေါင်းခဲစရာစွန့်စားမှုတစ်ခုပါပေါင်68တန်းပေးပြီးခေါ်တဲ့ဆိုတာသူ့ရဲ့အရေးအချင်းကိုတင်မကပဲအသင်းရဲ့ဆေးအဖို့အပေါ်ပါလောင်းကြီးထပ်လိုက်ရတာနဲ့အတူတူပါပဲအာဆင်နယ်ကဘာလို့ဒီလောက်စွန့်စားချင်ရတာလဲဘာလို့လဲဆိုတော့ Eze ဟာခန်းစစ်ပိတ်ကစားတဲ့အသင်းတွေအတွက်အစိတ်ဖြည့်စေးဖြစ်လေလို့ပါနေအောင်ချင်းလေးတွေထဲမှာဘောလုံးဆွဲပြေးနိုင်တဲ့သူ့ရဲ့စွမ်းရည်ကအသင်းမှာလုံးဝလိုအပ်နေတဲ့အရာပါသူရောက်လာရင်အသင်းရဲ့ဘေးတောင်ပန်တိုက်စစ်ပုံစံတစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ်ဂါဘရီယယ်မာတင်နယ်လီရဲ့အဖေးအလွှားကိုအားကိုးရမယ့်အစားပိုပြီးဖန်တီးနိုင်စွမ်းရှိတဲ့တိုက်စစ်ပုံစံတစ်ခုဖြစ်လာနိုင်ပါတယ်သူတယောက်ရောက်လာတာနဲ့အသင်းထဲမှာဒိုမီနိုပြိုကွဲမှုတွေဖြစ်လာနိုင်ပါတယ်ခြေစွမ်းမတည်ငြိမ်တဲ့မာတင်နယ်လီရဲ့အနာဂတ်ကမရေမရာဖြစ်လာနိုင်သလိုအသက်30အရွယ်ထရက်ဆက်ကိုလည်းရောင်းထုတ်သွားနိုင်ပါတယ်Emile Smith Rowe အတွက်ကြောင့်အသင်းပြောင်းရဖို့ကရှောင်လွဲလို့မရတဲ့ကိစ္စတစ်ခုလုံးဖြစ်သွားနိုင်ပါတယ်။ဒါတွေအားလုံးကအသင်းကိုနောက်တစ်ဆင့်တက်လန်းဖို့အာတီတာတွန်းချဖို့အသင့်ဖြစ်နေတဲ့ဒိုမီနိုသုံးနေပါတယ်။ဒီအပြောင်းရွှေ့ရဲ့နောက်ွယ်မှာစစ်ပိုင်းဆိုင်ရာစစ်ကွဲတွေနဲ့ပြင်းထန်တဲ့ညှိနှိုင်းမှုတွေရှိနေပါတယ်။မီဒီယာတွေကအာဆင်နယ်ဟာစပါးလက်ထဲကနေ Eze ကိုမျက်နှာပြောင်တိုက်လူယူနေတယ်လို့ရေးသားနေကြပါတယ်။ဒါပေမဲ့သတင်းတွေရဲ့အချိန်စရာကိုတေချာကြည့်လိုက်ရင်စပါးဘက်ကတကယ်တမ်းအလီအနက်မရှိဘဲတုံဆိုင်တဲ့ဟဲတာကိုတွေ့ရပါလိမ့်မယ်။အာဆင်နယ်ကအဲ့ဒီအခွင့်အရေးကိုမြင်တာနဲ့တခါတည်းအပြစ်အသက်လှုပ်ရှားပြီးကစားသမားရဲ့ကိုစားလဲတွေနဲ့ချက်ချင်းတွေ့ဆုံခဲ့ပါတယ်။ဒါဟာလူယူတာမဟုတ်ပဲအခွင့်အရေးကိုထက်ထက်မြက်မြက်အသုံးချလိုက်တာပါ။ Crystal Palace ကတော့ Eze ကို2029အထိစာချုပ်ရှိပြီးငွေရေးကြေးရေးအရာလည်းဖိအားမရှိလို့ဈေးကင်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။ဒါပေမဲ့အာဆင်နယ်လက်ထဲမှာအရေးကြီးဆုံးဖက်တစ်ချက်ရှိနေပါတယ်။အဲ့ဒါကတော့ကစားသမားကိုလိုင်ကသူ့ရဲ့ခလေးဘဝကတည်းအားပေးခဲ့တဲ့အသင်းကိုပြန်လာဖို့စိတ်အားထက်သန်နေခြင်းပါပဲ။နောက်ဆုံးမှာတော့ Iberichi Eze ကိုခေါ်ယူဖို့စ조사တာဟာအာဆင်နယ်အတွက်စွန့်စားမှုကြီးတစ်ခုဖြစ်ပေမဲ့သူတို့စိတ်ပိုင်းချက်ပြီးသားအလောင်းအစတစ်ခုပါ။ဒါဟာပွေအဖြစ်ကိုပြောင်းလဲနိုင်တဲ့အရေးချင်းသူ့ရဲ့ဒဏ်ရာပြဿနာကိုဆေးအဖွဲ့ကထိန်းချုပ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်အကယ်၍အာတီတာတာဒီပဟေလီအပိုင်းဆက်ကိုအသင်းထဲမှာအန်ဝင်ခွင့်ကြဖြစ်အောင်ထည့်ဆွဲနိုင်တယ်မယ်ဆိုရင်ဒါဟာတိုက်စစ်ကိုတောက်ဖွင့်လိုက်တာမကပဲသူတို့နှစ်ပေါင်းများစွာစောင့်မျှော်နေတဲ့ချန်ပီယံဆုဖလားစီတွားရလမ်းကိုပါဖွင့်ပေးလိုက်တာဖြစ်ကောင်းထင်နိုင်ပါလိမ့်မယ်ဘောလုံးသတင်းဒီမလွတ်တမ်းသိရဖို့ကျွန်တော်တို့ကို follow တို့ subscribe လုပ်ထားပါဦးနော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်